မတ်ဟာအကူအညီတောင်းဖို့အတွက်စပိုက်တာစီကိုသွားတဲ့အခါစပိုက်တာကသူ့ကိုအန္တရာယ်များတဲ့တာဝန်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒီတာဝန်ကတော့အယ်လီဇီယန်ရဲ့ပိုင်ရှင်ဂျွန်ကာလိုင်းရဲ့အုံနောက်ထဲကအချက်လက်တဲတဲ့အားလုံးကိုမတ်ရဲ့အုံနောက်ထဲကိုကူးယူတောင်းလို့ဖို့ပဲဖြစ်ပါတယ်။မတ်နဲ့သူ့အဖွဲ့ဟာကာလိုင်းရဲ့ရင်ကိုတိုက်ခိုက်ကြပါတယ်။ကြီးစံတွေကြားထဲမှာမတ်ဟာအဖိုးတန်တဲ့အချက်လက်တွေကိုသူ့အုံနောက်ထဲကူးယူနိုင်ခဲ့ပေမဲ့ဒီအောင်မြင်မှုအတွက်ကြီးမားတဲ့ပေးဆက်မှုလုပ်ခဲ့ရပါတယ်။တိုက်ပွဲအတွင်းမှာအေဂျင့်တွေကမတ်ရဲ့အချစ်ဆုံးတငယ်ချင်းကိုတပ်ပစ်လိုက်ကြပါတယ်။မိမိကိုယ်တိုင်လည်းဒဏ်ရာရတငယ်ချင်းကိုလည်းဆုံးရှုံးလိုက်ရတဲ့မတ်ဟာထွက်ပြေးရင်းသူ့ရဲ့ငယ်တငယ်ချင်းလက်ရှိနတ်မလေးရဲ့အိမ်မှာခိုလုံခဲ့ပါတယ်။အဲ့ဒီမှာတငယ်ချင်းဖြစ်သူရဲ့သမီးလေးမှာကင်ဆာရောဂါရှိနေပြီးသူမရဲ့အသက်ကိုလည်းအယ်လီဇီယန်ကဆက်ကပဲကယ်တင်နိုင်မယ်ဆိုတာကိုမတ်သိလိုက်ရပါတယ်။အခုဆိုရင်မတ်ရဲ့တိုက်ပွဲဟာသူ့တယောက်တည်းအတွက်မဟုတ်တော့ပါဘူး။ဒါပေမဲ့အေဂျင့်တွေကနောက်ယောင်ခံလိုက်ရင်အဲ့ဒီအိမ်ကိုရောက်လာပြီးမတ်ရဲ့တငယ်ချင်းနဲ့သမီးလေးကိုပြန်ပေးဆွဲသွားကြပါတယ်။အခုတော့မတ်မှာထွက်ပြေးဖို့လမ်းမရှိတော့သလိုပြန်တိုက်ထုတ်ဖို့အတွက်လည်းခိုင်မာတဲ့အကြောင်းပြချက်တစ်ခုရှိလာပါပြီ။